တကယ်ချင်းများအားလုံးပဲမင်္ဂလာပါဖူဒါအိပန် HK မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့အမဲ6ချင်းဆက်ထောင်းလေးလှုပ်ရှားဖြစ်တာကိုပြန်ပြီးမျှဝေလိုက်ပါတယ်ဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးပါဦးအရင်ဦးဆုံးလိုအပ်တဲ့ပစ္စည်းလေးတွေပြင်ဆင်ထားမယ်ပေါ့နော်အမဲ6ရဲ့ဂယုတ်သီးစိမ်းတံမြာသီးနနံပင်ငါးမုံသမုတ်ချက်သားမုံပြီးရင်စီစားတို့ပြင်ဆင်ထားပါမယ်နော်အမဲ6ကိုအရင်ထောင်းလိုက်ပါမယ်အမဲ6လေးတွေညက်သွားပြီဆိုလို့ရှိရင်တော့ငရုတ်သီးစိမ်းကိုထည့်ထောင်းပါမယ်ငရုတ်သီးစိမ်းလေးတွေအယောင်မပြောင်းသွားအောင်လို့စားကိုအရင်တစ်ခါလေးထည့်ထောင်းပါမယ်နော်ပြီးရင်ငါးမုံသို့မဟုတ်ချက်သားမုံထည့်ပါအမဲ6ကအရန်ချိုတဲ့အတွက်ကြောင့်အသားမုံတို့ဘာလို့မသုံးချင်လို့ရှိရင်လည်းရပါတယ်နော်ပြီးရင်နနံပင်အရေးလေးတွေထည့်မယ်ဒီအနုအရွက်လေးတွေကြတော့ရှိရင်ပြီးခါနီးကြထည့်မယ်ပေါ့နော်နမင်အရစ်လေးတွေကိုတစ်ခါလေးထည့်ပြီးတော့ညက်အောင်ထောင်းလိုက်ပါမယ်နော်ပြီးရင်တော့စီထည့်ပါမယ်ကိုကပဲစီရှိရဆိုလို့ရှိရင်ပဲစီထည့်နိုင်ပါတယ်နော်ပဲစီကပုံမွေးရလေထက်ကြုံမှာကြတော့တန်လွင်စီလေးပဲရှိလို့ပါပြီးရင်တံမြာသီးကိုလှိထားပါမယ်တစ်ခါလေးတံမြာသီးကိုညှစ်ပြီးတော့ထည့်ပါမယ်နော်ချင်းချင်းလေးစားခြင်းလို့တံမြာသီးကတော့များများလေးထည့်ထားပါတယ်ချင်းဆက်လေးဆိုတော့လေပြီးရင်တမအောင်မှွေပြီးလို့ရှိရင်ညက်သွားအောင်လို့တခါလေးနှံ့သွားအောင်ထောင်းလိုက်ပါအောင်မယ်နော်တခြားလေးတမသွားအောင်ထောင်းပြီးလို့ရှိရင်မှွေလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်တော့ရပါပြီပြီးရင်စားမဲ့ပကံတွေကိုတခါလေးထည့်ပြီးတော့စားမယ်ပေါ့နော်ပြီးမှနနံမယ်အရွက်လေးအုပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ရပါပြီဒီမှာအရွက်ကြော်လေးတစ်ခုရဲ့အမဲ6ချင်းဆက်ထောင်းလေးရဲ့ပြီးရင်ဒီမှာဟင်းကြိုလေးတစ်ခုပေါ့နော်ဟင်းကြိုကကြတော့မကြီးသီးကုန်းချောင်းဖြော်နီးလေးပေါ့နော်အဲ့ဒါလေးကြတော့နောက်အရင်ဗီဒီယိုမှာတင်ထားပါတယ်လောက်စားကြည့်ပါနော်ဒီလိုမျိုးလေးအရန်စားလို့ကောင်းပါတယ်ဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ချင်းများအားလုံးကိုစိတ်နှပြကျန်းမာပျော်ရွှင်ကြပါစေဘိုင်ဘိုင်